ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်အထူးကိုယ်စားလှယ်မစ္စယန်ဟီလီဟာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့ဒီကနေ့မနက်ပိုင်းကတွေ့ဆုံခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကရခိုင်ပြည်နယ်မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြမ်းဖက်တိုက်ခိုက်ခံရတဲ့အပေါ်ပြင်းပြင်းထန်ထန်ရှုံချတဲ့အကြောင်းမစ္စယန်ဟီလီကဒေါ်ဆန်းစုကြည်ကိုပြောကြားခဲ့တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။မစ္စယန်ဟီလီနဲ့ဒေါ်ဆန်းစုကြည်တို့ဟာရခိုင်ပြည်နယ်မှာလုံခြုံရေးဆောင်ရွက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးထွက်ပေါ်နေတဲ့ဆွဆွဲပြောဆိုချက်တွေနဲ့ပတ်သက်လို့ဆွေးနွေးခဲ့ကြတယ်လို့လည်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင်ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကအခြေအနေတွေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေတိုးမြင့်ဆောင်ရွက်ရေးကိစ္စတွေလည်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့မစ္စယန်ဟီလီဟာဒုသမ္မတဦးမြင့်ဆွေဦးဆောင်တဲ့မောင်တော်အရေးစုံစမ်းစစ်ဆေးကော်မရှင်အဖွဲ့တွေနဲ့တွေ့ဆုံပြီးမောင်တော်အကြမ်းဖက်မှုတွေကိုဘယ်လိုနည်းစနစ်တွေသုံးပြီးစုံစမ်းစစ်ဆေးခဲ့တယ်လဲဆိုတာမေးမြန်းခဲ့တယ်လို့သိရပါတယ်။မစ္စယန်ဟီလီဟာမောင်တော်ဒေသကအကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ရွာတွေကိုပြီးခဲ့တဲ့ရက်ပိုင်းကတွားရောက်ခဲ့တဲ့ခရီးစဉ်အတွင်းဒေသခံတွေနဲ့တွေ့ဆုံတဲ့အခါမှာလုံခြုံရေးဝန်ထမ်းတွေနဲ့အစိုးရဌာနဆိုင်ရာတာဝန်ရှိသူတွေကိုလိုက်ပါခွင့်မပေးခဲ့ပဲတွေ့ဆုံခဲ့တာဖြစ်ပါတယ်ခင်ဗျာ။